တော်ဘောရဲ့အမေကတော်ဘောကိုနေရွက်စင်လို့ခေါ်လာတယ်ဝန်းလင်းကလေးကလေးမျက်လုံးနှလုံးပွင့်တာနဲ့ဒီခိန်းဆိုင်ပဲသွားနေတာနောက်မသွားတော့ပါဘူးမေရဲ့မစောတော့ပါဘူးနေသားတဲ့ကျောင်းပိတ်ရဲ့တရက်မှာတော့ဘိုးတူကသူ့မိတို့နဲ့ဘုံကြီးကျောင်းကိုစွန့်ညှိုက်ဖို့လိုက်သွားတယ်ဘုန်းကြီးကမလိုက်စဘူးလိုက်လာတဲ့ဖိုးထုကိုမြင်တော့ဒီနေ့တော့တကားလေးဖိုးထုလည်းလိုက်လာတာပါလားတင်မဗျာဒီနေ့သူ့ကြောင့်မရက်နဲ့စိုးညိုက်ကြတဲ့ရက်တူတော့ခေါ်လာခဲ့တာပါဗျာတကားလေးဖိုးထုကျောင်းမှာစာရောလိုက်နိုင်ရင်လားကွလိုက်နိုင်ပါလေဗျာလာတိုင်းအစ်စ်တင်ရတယ်ဗျာဒါဆိုစတော့တာပေါ့ကြီးလိုက်ရောဘာဖြစ်စင်တာလေးတွေကွဆံဝင်ဖြစ်စင်တယ်လို့တော့ပြောတယ်ဗျာဆံဝင်ဖြစ်ချင်တော့ဒီတက်မကစာကြိုးစားရမှာပဲနော်တင်မဗျာတပည့်တော်ကြိုးစားပါလေဗျာတခါကြီးဖိုးသိန်းတို့တော့ကိုရီးယားငွေများများရှာထားပြီးတော့ဆံဝင်လိုက်ဆိုတာငွေအများကြီးကုန်တာကွတင်မဗျာတပည့်တော်ကိုရီးယားရှာနေပါလေဗျာကောင်းပါလေကွဒါဆိုတပည့်တော်တို့ကိုပြန်ဝင်ပြပါအောင်ဗျာဒီလိုနဲ့စောကြိုက်ပို့ပြီးတော့ပြန်လာကြတယ်လမ်းမှာဘိုးကြီးကိုသူ့မိရလိုက်ရိုက်နေအောင်တွေ့လိုက်ရတယ်။နောက်ရဲ့ကြောင်ဖွင့်တော့ကြောင်ရှိမှာဘိုးကြီးကိုတွေ့ရနဲ့ချက်ချင်းမဲ့မီးတော်တယ်။ဘိုးကြီးမင်းမနေ့ကမင်းကိုဘာလို့လိုက်ရိုက်နေရလဲကွ။စာမကြက်ပဲဂိမ်းစော့နေလို့တဲ့လေကွာ။ပိတ်ရက်မှာတော့ဘသူကစာကြက်မှာတော့ကွာ။မင်းကဘလောက်တောင်စော့လို့လေမှမသိတာ။ဟဲတနေ့ကုန်ဆိုရတော့ကွာ။အဲ့ဒါမှတော့လေမင်းရိုက်ခံရတော့မှာပေါ့ကွာဂိမ်းရလေတော်တော်စော့ကောင်းတာကိုမင်းကဘာဂိမ်းစော့တာမလို့လေကိုချိုကြီးဆိုင်ရာဂိမ်းလေကွာမင်းမသိသေးဘူးလားငါတို့ရွာမှာကိုချိုကြီးဂိမ်းဆိုင်ဖွင့်ထားတာကိုလေဟုတ်လားငါမသိဘူးနော်ပိတ်ရကြရင်လေငါမင်းကိုခေါ်သွားပြီမယ်တော့ပါကွာတော့ကြလေငါပါဂိမ်းဆွဲသွားလို့ငါအမင်းငါ့ကိုလိုက်ရိုက်နေပါဦးမယ်ကွာအဲ့ဒါလေမှုတ်ပါကွာအဲ့လားဟုတ်မဟုတ်ဆိုတာမင်းကတတ်တည်ပဲလေဘိုးကြီးကဖိုတူလေပြောပြီးတော့ထွက်လာလိုက်တယ်ကျောင်းတက်ခေါင်းလုံးထူတော့ဆီယမကနာမည်စင်းခေါ်တယ်တော်ဘောနာမည်ခေါ်တော့ပြန်တူးတဲ့မကြားရတဲ့အတွက်ဒီနေ့တော်ဘောကြောင်းမလာဘူးလားဟုတ်တယ်ဆီယမ तू မလာဘူးဘာဖြစ်လဲလဲဆိုတာသမီးသိလားအဲ့တော့မသိဘူးဆီယမတော်ဘောကဘာလို့ကြောင်းမလာလဲကွအဲ့ဒီကောင်ဂိမ်းသွားစော်နေတာနီးမှာပေါ့ဟာဘာဂိမ်းတော့ကိုချိုကြီးဖွင့်ထားတဲ့ဂိမ်းဆိုင်မှာလေမနေ့ကလေဘိုးကြီးအဲ့ဒီဆိုင်မှာဂိမ်းစော်လို့တဲ့သူ့မိကလိုက်ရိုက်တာဟုတ်လားအေးအဲ့ဒီဂိမ်းဆိုင်ကဂိမ်းကဘာကောင်းလို့လူတွေကဆွဲလန်းနေကြရလေကွအားတော့မသိဘူးငါကဂိမ်းမကြိုက်တဲ့သူဆိုတော့မစော့ပြဘူးမင်းသိချင်းသွားကြည့်ပေါ့ကွာဒါနဲ့ပိတ်ရက်ကြတော့ဖိုတူလေတော်ဘောကြောင်းမလာတဲ့ကိစ္စမေးဖို့အတွက်ထွက်လာလိုက်တယ်ငပိအေးဖိုတူလာခဲ့လေကွာဖိုတူလေအိမ်ထဲကိုဝင်သွားလိုက်တယ်ငပိတော်ဘောအလဲလာသေးလားကွာတော်ဘောလားငါစီမလာဘူးလေတော်ဘောကမင်းစီကိုအလဲမလာဘူးလားဒါဆိုရင်တော့သေးကြပြီအဲ့ဒီကောင်လေကိုချိုကြီးဂိမ်းဆိုင်မှာနေမှာဟုတ်လားငါ့ကိုလေအဲ့ဒီဂိမ်းဆိုင်လိုက်ဖို့ပေးစမ်းပါကွာအေးသွားကြတာပေါ့ဒီလိုနဲ့ငါပိန်နဲ့ဖိုးတူလေဂိမ်းဆိုင်ကိုထွက်လာခဲ့ကြတယ်ဂိမ်းဆိုင်မှာကစားနေရတုပ်ဘောကိုတွေ့တော့တုပ်ဘောမင်းကိုမင်းလိုက်ရှာနေဟုတ်လားမင်းစီလိုက်လာလားဟုတ်တယ်ငါစီမှာမရှိဘူးလို့ပြောလိုက်တယ်အဲ့ဒါမှဒုက္ခပဲငါမင်းစီလာလို့ပြောပြီးထွက်လာတာအိမ်ရောက်ရင်တော့အရိုက်ခံရတော့မှာပဲကွာအရိုက်ခံရမယ်ဆိုရင်ပြန်လေကွာအရိုက်ခံရမှာပဲတူတူတော့မပြန်သေးဘူးလေကွာမင်းကလေဖိုးတူရောလိုက်လာလားအေးဟုတ်တယ်မင်းမနေ့ကဘာလို့ကြားမလားလေ
ငါစော်ရင်နောက်ကျသွားနေမလာတော့တာကွာအေးပါကွာဒါနဲ့အခုမင်းတို့ကငါစီကိုဘာလာလောက်တာလဲဂိမ်းဆိုင်လာမှတော့ဂိမ်းဆော့ဖို့ပေါ့ကွာမင်းကဆော့တယ်လို့လားဘာများခက်မှမလို့လေကွာဟင်ဖိုးတူသွားမစနဲ့နော်မင်းမမင်းမိရှိုက်တာခံနေရမှာဖိုးတူပါကွာခဏပဲဆော့မှာငါပြန်တော့မယ်ကွာဗိုက်စာလိုက်ပြီဖိုးတူမင်းကနေပြန်လိုက်မှာလားငါမလိုက်သေးဘူးကွာငါတော်ဝန်းနဲ့ပါပဲအတူပြန်ခဲ့တော့မယ်အေးငါတော့လေခေါ်လာခဲ့တာမှားပြီထင်တယ်အဲ့ဆိုရင်ငါသွားပြီနော်အေးတောင်းတော့ကြောင်ဆော့ပြီးတဲ့အခါမှာပြန်ကြဆိုလာကွာပြင်းလာပြီကွာမင်းကွာမနေ့ကတော့ကြောင်းမြက်ခံပြီးဆော့တာကိုဘာပြင်းတာလဲဟုတ်တယ်လေကွာမနေ့ကတနေကုန်ဆော့တာတော့ပြင်းတာပေါ့ကွာအေးပါဒီလိုပဲပြီးပြန်ကြတာပေါ့ဟဲ့အောင်ဖို့တို့ပြန်ကြဆိုလို့ငါတို့ထွက်လာတာလေကြားလာပြီအေးပြန်တာပေါ့ငါဒီလိုပဲလေးပြီးအောင်လို့ဆော့လိုက်အောင်နောက်ထပ်နိုင်ဝက်လောက်ကြာမှာမင်းဒီလိုပဲရလေမပြီးသေးဘူးလားကွာမင်းပြန်ရင်ပြန်နေလိုက်လေငါနောက်ကနေလိုက်ခဲ့မယ်အေးအဲ့ဒါဆိုလည်းပြီးတာပဲငါရင်သွားနေမယ်ဒီလိုနဲ့တုပ်ဘောပြန်သွားတဲ့အခါမှာဘိုးကြီးရှောက်လာတယ်ဟာဖိုးတူပါလားမင်းလည်းဂိမ်းစော်တယ်ပေါ့အော်ဟေးဘိုးကြီးပါလားကွာဟိုဒီနေ့မှစစော်တာပါကွာမင်းနဲ့ငါအတူတူစော်တာပေါ့မင်းဟိုတနေ့ကမင်းမေလိုက်ရိုင်းလို့မစော်တော့ဘူးထင်းနေတာအေးဟုတ်တယ်ကွာအခုကခိုးစော်တာအမေမသိဘူးအေးပါကွာဒီလိုနဲ့နေဝင်ချိန်ရောက်လာတော့သူတို့စော်တာမပြီးသေးဘူးဟာဘိုးကြီးနေတော့ဝင်နေပြီကွာပြန်မငါတိုးဘောတို့အိမ်လို့ပြောပြီးထွက်လာတာအေးဟုတ်တယ်ပြန်ကြစို့ငါလည်းအောက်ဘူးစီဆိုပြီးထွက်လာတာဒီတော့မှဖိုးထုတို့လည်းအိမ်ကိုပြန်ခဲ့ကြတယ်တနေ့ကုန်ဖိုးထုကအိမ်မမနေပဲရှောက်သွားနေရသည်တော့ဒါမင်းတနေ့ကုန်ဘယ်ရီသွားနေရလဲဖိုးထုလည်းဂိမ်းဆော့တာသိရင်ရိုက်ခံရမှာစိုးရနေတိုးဘောတို့နဲ့ကိုကြီးတာနေရလဲတဲ့ကိုရောက်နေရပါဗျ။အော်အေးကဲအဲ့ဒါဆိုလေထမင်းစားတော့လေ။ဂိမ်းဆိုင်မှာခောက်ဆွဲပြုတ်တွေစားလာတယ်ဖိုးတူကမစားတော့ဘူးဗျ။ကိုကြီးတာနေကတမိကျွေးလိုက်တယ်။အေးမအဲ့ဒါဆိုလေစောစောအိမ်အောင်မနေ့ကျရင်ကြောင်းဖွင့်နေမလား။ဟုတ်ခဏနေအိတ်တော့မှာပါမေ။ဒီလိုနဲ့နောက်ရက်ကြောင်းရောက်တော့ကြောင်းရှိရတစ်ပင်အောင်မှာဖိုးတူတို့အဖွဲလူစုနေကြတယ်မင်းမနေ့ကဘဲချိန်ပြန်လေမင်းပြန်ပြီးခဏနေတော့ငါတို့ပြန်လာပေါ့ငါတို့ဟုတ်လားမင်းကဘယ်သူနဲ့ပြန်လာလဲကွာဘိုးကြီးနဲ့လေမင်းပြန်ပြီးခဏနေတော့ဘိုးကြီးရှောင်းလာတာဖိုးတူဘာလို့နေရမှာဂင်းသွားဆော့နေရလဲဟာမဟုတ်ပါဘူးဟာဒီကောင်နေဆွဲနေလို့ဘာလို့များလဲဆိုတာသိကျင်လို့သွားစူးစမ်းကြည့်တာစူးစမ်းနိုင်မကောင်းဘူးနော်နေမှာဆွဲနေမှာအေးပါငါသိပါတယ်အဲ့တော့ဘလို့နေလဲစူးစမ်းကြည့်တော့အဲ့လောက်လည်းမဟုတ်ပါဘူးဟာမဟုတ်လို့ဒါပဲနော်မနေ့ကငါပြန်မယ်ဆိုတော့လေနေအောင်ဒီတပွဲပဲနဲ့ဟာစောအောင်လို့စောကြည့်နေလို့ပါဟာအေးပါဘလို့ပဲစော့နော်ဆွဲတော့မသွားကြနေဘူးနင်တို့အတွက်ပြောတာအေးပါဟာနောက်ပြီးတော့ပေါ့နင်လဲနော်ဂိမ်းအတွက်နဲ့အကြောင်းပြတဲ့တီတော့မလုံးနဲ့ပေါ့ဟာအေးပါဟာအဲ့နေ့ကခဏပဲဆိုပြီးဝင်လိုက်တာကျောင်းနဲ့သွားနေငါမလာတော့တာဒီလိုနဲ့စာသင်ခန်းထဲကိုဝင်လာကြတော့တယ်